ကျွန်တော်စထရီမာတွေကိုတရားစွဲမဲ့ကိစ္စမှာအကူအညီလေးတစ်ခုတော့တောင်းချင်တယ်ဗျကျွန်တော်ကိုသူတို့နေတဲ့လိပ်စာလေးသိရင်တစ်ချက်လောက်လာပြောပေးကြပါပြီးတော့ကျွန်တော်အခုလိုပြောတဲ့ဗီဒီယိုတွေကို Facebook တို့ YouTube တို့မှာသွားပြီးတင်ပေးပါဟို reaction လုပ်တဲ့လူတွေကိုပို့ပေးတာပဲဖြစ်ဖြစ်ကိုယ်တိုင်တင်တာပဲဖြစ်ဖြစ်တစ်ချက်လောက်ကျွန်တော်လုပ်ပေးကြပါကျွန်တော်တို့ဒီကိစ္စတွေကိုဗျအရေးတယူလုံးမကိုရတော့မယ်ဗျဒီတိုင်းလွတ်ထားလို့မဖြစ်တော့ဘူးပြီးတော့လေကျွန်တော်တစ်ခုလုပ်ချင်တာရှိတယ်ဗျကျွန်တော်တို့ online ကနေစုပြီးတော့လေလက်မှတ်ထိုးပြီးတော့ကျွန်တော်ဒီအစိုးရကိုတောင်းဆိုရမယ်ဗျကျွန်တော်ဒီလောင်းကစားတွေကိုတရားဝင်လိုမျိုးလုံးပြနေတဲ့ကောင်တွေဒီလိုစော့ပြနေတဲ့ကောင်တွေအားလုံးဖမ်းဆီးအရေးယူဖို့ကျွန်တော်တို့လုပ်ဖို့တောင်းဆိုရမယ်အဲ့အောင်လေပြီးရင်ကျွန်တော်ရှေ့နေလဲလိုတယ်ဗျကျွန်တော်ရှေ့နေအကူအညီလိုတယ်ကျွန်တော်ဟိုအခကြေးငွေယူပြီးတော့ကူညီချင်တာပဲဖြစ်ဖြစ်ကျွန်တော်အခမဲ့ကူညီချင်တာဖြစ်ဖြစ်ကျွန်တော်ဆက်သွယ်ပေးပါပြီးတခြားဒီကူညီချင်တဲ့လူတွေထဲမှာရှိရင်ကျွန်တော် data လေးအချက်လက်လေးစုဆောင်းပေးပါဘဒူတွေကဒီလိုလောင်းကစားတွေကိုလုံနေတယ်ဘဒူတွေကဒါတွေကိုကြော်ညာနေတယ်သူတို့တွေကဗမာနေတယ်အဲ့အရာတွေကိုကျွန်တော်ဒီလိုအချက်လက်လေးလာပို့ပေးကြပါကျွန်တော်အခုလိုလုံနေတာတွေကိုနာမည်ကြီးချင်လို့လုပ်တယ်လို့ထင်တဲ့လူတွေတေချာလေးနားထောင်သွားငါနာမည်ကြီးဖို့အတွက်နဲ့ကွာငါရဲ့အသက်အန္တရာယ်ကိုငါရင်းပြီးတော့ငါဒါတွေကိုလုံနေစရာလိုလားကွာအခုလိုမျိုးတရားပေါ်တက်ပြီးတစ်တော်ရရုံနဲ့နာမည်ကြီးနေတဲ့ခေတ်မှာငါလူကောင်ကတခြားနီးလန်းတစ်ခုခုရှာပြီးနာမည်ကြီးဖို့မလုံနိုင်ဘူးဆိုတာမင်းတို့ထင်လားမဆိုင်ဘူးကွာနာမည်ကြီးဖို့လည်းလုံနေတာမဟုတ်ဘူးငါဘာကြောင့်ခုလိုလုံနေလဲဆိုတာငါဒီ streamer တွေမှမဟုတ်ဘူးတခြားဘယ်ကိစ္စမဆိုငါအရှိမလည်းငါပြောထားတဲ့ဗီဒီယိုတွေအများကြီးရှိတယ်မင်းတို့သွားကြည့်ကြကိုယ့်ပတ်ဝန်းကျင်ကိုထိခိုက်လာရင်တော့ပြောရမှာပဲဒီလိုဂျင်းမိတယ်လိန်ခံရတယ်ဆိုတဲ့ကိစ္စတွေကငါတို့မှမဟုတ်မင်းတို့လည်းကိုယ်တိုင်ကြုံဘူးတယ်မင်းတို့ဘွားမှာဥပမာကွာမင်းတို့ wifi လိုင်းမကောင်းတော့ရုံးဖုန်းဆက်ပြောတော့မင်းတို့လာလည်းမပြင်ပေးဘူးချိန်တယ်လာစာလာကောက်တယ်အဲ့ဒါကိုမင်းတို့ကဘယ်မှလည်းတိုင်လို့မရဘူးကွာဟလာမင်းတို့သွားပြောလဲသူတို့ကမင်းတို့ဂယူးမဆိုင်ဘူးအဲ့ဒါမျိုးဆိုမင်းတို့ဘယ်လိုခံစားရမလဲအဲ့လိုပဲဈေးဝယ်ရင်းနဲ့ဂျင်းမိဝိုင်းလူတွေလည်းအများကြီးရှိတယ်သူတို့တွေလည်းအဲ့လိုတစ်ခုခုဖြစ်လာတဲ့ခါကျရင်သွားပြောရင်ဂယူးမဆိုင်ကြဘူးကွာဆိုင်တွေကမင်းသိလားအဲ့လိုနာမည်ကြီးတဲ့ကိစ္စလူသိများတဲ့ကိစ္စလောက်ပဲသူတို့ကဂယူးဆိုင်ကြတာတချို့ဆိုကွာလိုင်းပေါ်တင်ပြောရင်လည်းအစဲခံမှာကြောက်လို့မပြောတော့ပဲငိန်ခံလိုက်ရတဲ့လူတွေလည်းအများကြီးရှိတယ်ငါတို့ကဒီလိုကိစ္စတွေကိုဖော်ထုတ်ဖို့ဒီလိုလိုင်းပေါ်မတင်လို့ကလည်းမရဘူးကွာမင်းတို့ကိုယ်တိုင်လည်းမင်းတို့ဘဝမှာအခက်အခဲတစ်ခုခုကြုံလာခဲ့ရင်မင်းတို့အဲ့လိုပြောလို့မရတဲ့ကိစ္စတွေကြုံလာခဲ့ရင်ငါ့ကိုလာပြောငါကိုယ်တိုင်ပြောပေးမယ်ဒီနာမည်ကြီးတွေဆယ်လီတွေကမင်းတို့စနစ်တကျဖျက်ဆီးနေရဆိုတာမင်းတို့မမြင်ကြဘူးကွာငါတို့စီးပွားရေးလုပ်နေတဲ့လူတွေဒါတွေကိုမြင်နေသိလားမင်းတို့ကဥမာတစ်ခုပြောပြမယ်ဟိုဘလိုင်းပေါက်ရောင်းတဲ့ကောင်ဆိုရင်လေဒီကောင်ဘလိုင်းပေါက်တွေအိတ်ကြားထဲမှာဖောက်ပြတယ်တောက်လျှောက်ပြီးတော့တိတ်မကြောက်ဒီကောင်ကိုယ်တိုင်ဘလိုင်းပေါက်တွေထရောင်းတာအဲ့ဒါဘာလဲသိလားဒီကောင်တွေအားလုံးစနစ်တကျလုပ်ထားတာမင်းတို့အားလုံးပလန်ချပြီးလုပ်ထားတာအရင်ဆုံးမင်းတို့ဓာတ်တွေလှုပ်ချင်လာဆွဲဆောင်နေပြီးတော့မှဒီကောင်နဲ့ဓာတ်တွေကိုမင်းတို့ကိုယ်တိုင်ရောင်းတာအဲ့အရာတွေကိုမင်းတို့ကမသိဘူးငါတို့ကဘေးနားကကြည့်ရလူတွေမြင်နေတယ်မြင်တဲ့ခါကျတော့ငါတို့ကဝင်ပြောနေတာဒါတွေကိုဒါကတော့ဒီဈေးရောက်တဲ့ကိစ္စတေးသေးမွားကိစ္စပါဒါကတော့ငါဥပမာပြောပြတာဒီလိုလောင်းကစားလဲဒီလိုပဲကွာဒီကောင်တွေမင်းတို့ slot တွေစော့ပြနေတယ်ဒီလိုမျိုးမင်းတို့အဲ့လိုမျိုးပွဲတွေကိုစော့ပြနေတယ်လောင်းပြနေတယ်ဆိုတာမင်းတို့အဲ့လိုမျိုးလှုပ်ချင်လာအောင်ဆွဲဆောင်နေတာ